လုံးသွင်းတဲ့ရေဖွဲ့ခဲ့တဲ့ဒီလောကရန်တွေရဲ့ကြားအပြစ်ကင်းတဲ့ခလေးလေးတယောက်ခေါ်ဆောင်လာခဲ့တယ်။အိုဖေးဖေးကြီးတဲ့သူခေါ်တဲ့လေးရဲ့ဦးဆုံးစကားစပြောချိန်တတိယရေလူဘဝကခံမရခက်တဲ့အမေဖြေကိုယ်စီနဲ့နဲ့လောကပုံစားသဘာဝပဲအချိန်တန်ရွယ်ရောက်ရင်ပေါ်စင်ရင်ရပဲတိတ်လုံးဆန္ဒများမမတွေတတိထားဘဝသားကောင်းတယ်လေကောင်းတယ်လေပါဒီတလဲဝေးတလဲပါဒီလောကရန်တွေရဲ့ကြာမှာသင်္ကန်းစာရီယူပါဆိုတလဲကောင်းတယ်လေဘဝသမာယာရီကြတဲ့ကမမြောက်နိုင်အောင်ကြိုးစားဒါဖိမြတ်တာစကားခဲ့တဲ့ဒီလောကရန်တွေရဲ့ကြားအပြစ်ကင်းတဲ့ကလေးလေးတယောက်ခေါ်ဆောင်လာခဲ့တယ်။ Oh baby ကြီးတဲ့သူခေါ်တဲ့လေးရဲ့ဦးဆုံးစကားစပြောခြင်းတရားရေလူဘဝကခံမရခက်တဲ့အမေဖြေကိုယ်စီနဲ့နဲ့လောကပုံစားသဘာဝပဲအချိန်တန်ရွယ်ရောက်ရင်ပေါ်စင်ရင်ရမယ်ပိတ်လို့ဆန္ဒများမမတွေတတိထားဘဝလားအပြောင်းတလဲကောင်းတလဲပါအနီးတလဲဝေးတလဲပါဒီလောကရန်တွေရဲ့ကြားမှာသင်္ကန်းစာတွေယူပါဆိုတလဲကောင်းတလဲဘဝသမာယာရီကြတဲ့ကမမြောက်နိုင်အောင်ကြိုးစားအလဲနေလေပြန်ထားဖို့မမီပါနဲ့တော့ရဲ့အသက်ရှင်သမျှတို့ကြိုးစားခွင့်ရှိတယ်မတော်နဲ့သမီးရဲ့ပြည့်ရဲ့ပြရမှာစိတ်ချနေဘဝလားဟာဖြောင်းတလဲကောင်းတလဲပါတနည်းတလဲဝေးတလဲပါဒီလောကရန်တွေရဲ့ကြောင့်